guys ဒီညတော့ကျမတငယ်ချင်းကိုယူနေရဲ့ပြိုင်မဲ့ကောင်မလေးရဲ့အကြောင်းပါကျမအနောက်ကတော့ကျမရဲ့ပြိုင်မဲ့ကောင်မပါဒီကတော့ကျမတငယ်ချင်းပါဟုတ်ကဲ့ပါအဲတော့ကျမအချိန်မျိုးလုပ်လိုက်ရအောင်ရှင်ဘာဖြစ်လို့လဲအေးကောင်းလို့ပြောပါပါလေငါတို့ရောဘယ်နဲ့ဒီလိုခေါ်ရလဲကျမကသူ့ရဲ့တငယ်ချင်းကျမတို့ရဲ့တငယ်ချင်းလေးကိုဘာလို့ခေါ်ပါလဲငါတော့ကျမတို့ရဲ့တငယ်ချင်းပါရှင်ဆရာမကလည်းတော်တော်ရနေတယ်နောက်ပြီလားဟောကျမတော်တော်လာနေတယ်လို့အဘကတော်တော်ဆိုရပါတော့အရင်ကကျမတို့တကယ်ချင်းကိုခေါ်နေโอเคပဲတော့ရတယ်အရင်ကကျမတို့ကတော့သူတို့အရင်ကဟိုဒါကကိုမလေးဒီရဲ့နေတော့ဟိုပြောင်းသွားတော့ပြည်ထားတယ်လို့အဲ့ဒါလူသိတယ်ပေါ့နော်အဲ့ဒါသူ့ယောက်ျားဖြစ်ပါကျမသူကရောကျမအရေးတယ်ပါဘာအိမ်မဲ့လည်းဒီလားတောင်းလေးရောတွဲယူပြီးတော့ကွန်ပျူတာတော့ပြည်နေတာကြီးရဲ့ဆာမို့ကျမတို့ကဒီထက်တော့ခုလေးထည့်လိုက်ရပါမယ်ရှင်အချစ်စာโอเคထည့်လိုက်ပါဘလို့ထည့်လိုက်ရဆိုတော့ကြောက်ပါနော်9နိုင်လာဖဲတာကျောင်းထက်ပေါ်ကြီးကတွေ့မယ်ဆိုပြီးတော့ချင်းပြထားပါတယ်โอเคတွေ့ပြီတပါလေးတွေကျမထဲကအဲ့ဟဲ့9နိုင်လာတွေ့ပါလို့ပြောထားတယ်โอเคသူကတော့အမကြံထက်လို့သူကစဉ်းစားနေပါရှင်ကျမတို့ကတော့အမမတိဆက်ထားပြီးတော့တွားရမှာနဲ့ဒီကြရင်လည်းကျမတို့အစာကြီးကနေပြီးတော့ကျမတို့သူတို့အစာကြီးကနေအပေါ်တက်ထားပါမယ်โอเคအခုကသူက12နိုင်တည်းကနေသူကဒီနားမှာနေတယ်အဲ့ဒါပြောက်သွားအမပေါ်တော့သူကအမစောင့်နေပါရဲ့ကျမကဘာလို့မကြည့်နေအောက်ကိုခုန်ချလိုက်နေဟုတ်ကဲ့ခုန်ချမှာโอเคခုန်ချမယ်အနောက်ကနေပြီးတော့ပါမယ်ကဲတော့ထုတ်လိုက်โอเคကြောက်သွားပါပြီရှင်အောက်ကြည့် Oh my god တွေ့ရတော်တော်ထက်နေသူ့ဗစက်ကြရဟာနေပြမယ်ကြည့်ကြမကြည့်အောင်ဗစက်ကြရဟာနေကဲဒီနေ့တော့ပါပဲအခုတော့ဆုံးပြီးတယောက်တက်နိုင်ပါပြီရှင်ကြောက်တမင်းတော့အကောင်မတမင်းရောဟဲ့ဟင်းသေးနေ